မင်္ဂလာပါရှင်လေစာတီဗီရဲ့အပတ်စဉ်ဗုဒ္ဓညမှာထုတ်လွှင့်နေတဲ့သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့တိုက်ပွဲသတင်းနမ်ယာကျေးရွာရှိစစ်ကောင်စီတပ်စုပေါင်းဂိတ်မှာဖျက်တမ်းသွားလာသူများကိုရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတဲ့သတင်းနဲ့စစ်ကောင်စီတပ်ပြည်သူနေအိမ်များကိုအနုကျန်းစီးတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။ကျွန်မအခွန်ကြစင်ပါရှင်။ကချင်ပြည်နယ်ဘက်စစ်အားလက်နက်အင်အားတိုးချဲ့လာတဲ့စစ်ကောင်စီတပ်ရဲ့ရင်တန်းကိုဒီကနေ့မလ9 ရက်နေ့မနက်4 နာရီချိန်ခန့်ကစစ်ကိုင်းတိုင်းနဘားမှာ KIA နဲ့ KPDF ပူးပေါင်းတပ်မှခုခံတိုက်ခိုက်ခဲ့လို့သိရပါတယ်။စစ်ကားအစီး30ကျော်ဖြင့်စစ်ကောင်စီတပ်မှစစ်အားလက်နက်များတင်ဆောင်ကအင်အားဖြည့်တင်းလာတဲ့အတွက်၎င်းစစ်ကောင်စီတပ်ရင်တန်းကိုခုခံတိုက်ခိုက်ရခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုပါစစ်ကောင်စီရင်သားဟာဆက်လက်လှုပ်ရှားလာတဲ့အတွက်မနေ့6နာရီအချိန်ပြင်ဝေအရောက် KIA နဲ့ KPDF ပူးပေါင်းတပ်တို့ထပ်မံတိုက်ခိုက်ရာတိုက်ပွဲပြင်းထန်ခဲ့ကြောင်းလည်းသိရှိရပါတယ်။ပြီးခဲ့တဲ့မတ်လ3 ရက်နေ့မနေ့9နာရီချိန်ခန့်မှာလည်းစစ်ကား30ကျော်နဲ့အောက်မြန်မာပြည်ကနေကချင်ပြည်နယ်ဘက်စစ်အားတိုးချဲ့ဖို့ရောက်ရှိလာတဲ့စစ်ကောင်စီရင်တန်းကိုမော်လူမော်ဟန်အောက်ထီးချိုက်မြို့အတွင်းရောက်ရှိစဉ်KIA KPDF ပူးပေါင်းတပ်မှမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်လက်နက်ရိတ်ခါများကိုတဲဆောင်မှုပြုလုပ်လေးရှိတာကြောင့်အဆိုပါလမ်းကြောင်းတစ်လျှောက်မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့တာတွေလည်းရှိနေခဲ့ပါတယ်ရှင်။ဖကတ်မြို့နယ်ကပ်မော်စုကျေးရွာအုပ်စုနမ်ယာကျေးရွာရှိစစ်ကောင်စီတပ်ခမာယာစနစ်နဲ့ပြည်သူစစ်စုပေါင်းဂိတ်မှာဖျက်တမ်းသွားလာတဲ့ခရီးသွားပြည်သူများမော်တော်ဆိုင်ကယ်အားလုံးကိုရှာဖွေစစ်ဆေးတာတွေအထူးပြုလုပ်နေကြောင်းခရီးသွားများထံမှသိရပါတယ်။အဆိုပါစုပေါင်းဂိတ်တွေဖကတ်ဘက်မှအသက်အစင်မော်တော်ဆိုင်ကယ်များခရီးသွားများကိုရှာဖွေစစ်ဆေးခြင်းမေးမြန်းခြင်းများပြုလုပ်နေပြီး၎င်းစစ်ဆေးခြင်းနဲ့ပတ်သက်လို့ခရီးသွားပြည်သူတို့ကအခုလိုဆိုပါတယ်။ဟိုတနေ့ကလေးကအရန်စစ်ဆေးနေတယ်ခါရင်စစ်ဆေးပြီးပဲလဲအခုလိုမဟုတ်ဘူးကားကြီးတွေပဲစစ်တာလေအခုတော့ကားကြီးရောအတေးရောတန်းစီပြီးကားပေါ်တွေတက်ပြီးစစ်ဆေးတာဆိုင်ကယ်ရောစစ်တယ်ဖုန်းတွေရောစစ်ဆေးနေတာ၎င်းစုပေါင်းဂိတ်မှာဖြတ်တန်းဖြစ်လာကုန်တင်ကုန်ကားကြီးများသာစစ်ဆေးတော်လဲ KIA နဲ့ KPDF စုပေါင်းတပ်တို့တွားရောက်တိုက်ခိုက်ခဲ့တဲ့လဝကြီးရွာလမ်းခွဲကစစ်ကောင်စီတပ်စုပေါင်းဂိတ်နဲ့ကားမိုင်းလမ်းဆောင်ဂိတ်နှစ်ခုဖြတ်သိမ်းလိုက်တဲ့နောက်ပိုင်းပြီးခဲ့တဲ့မတ်လ3 ရက်နေ့ကစပြီးခီးသွွားများကိုခုလိုရှာဖွေစစ်ဆေးတာတွေပြုလုပ်လာတယ်လို့လည်းသိရပါတယ်။လက်ရှိချိန်အဆိုပါစုပေါင်းဂိတ်ဖွင့်ချိန်မနေ့9 နာရီချိန်မှညနေ9 နာရီအတွင်းရှာဖွေစစ်ဆေးနေကြောင်းလည်းသိရပါတယ်ရှင်။